မျိုးသားတဦးဟာညစာစားဖို့ပြင်နေတော့သူ့ဘေးမှာထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ရောက်နေတာကိုတတိထားမိသွားပါတယ်။သူမစားတောက်နေရင်လက်သေးတွေကိုမတော်တဆမြင်လိုက်တဲ့အခါမှာတော့သူ့ရဲ့အကြိုက်ဆုံးအိုင်ဒီရဲ့လက်သေးတွေနဲ့တစ်ထက်သေးတူနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်သူတေချာကြည့်လိုက်တော့မှသူ့ရှေ့ကအမျိုးသမီးဟာသူ့အရန်ချိလိုက်တဲ့အိုင်ဒီဖြစ်နေမှသိလိုက်ရပြီးအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်။သူမကလည်းလူမိသွားပြီဆိုတာသိတာနဲ့တိုးနေဖို့လက်ဟန်ချီဟန်နဲ့အချက်ပြလိုက်ပါတယ်။အမျိုးသားကလည်းနားလေကြောင်ခေါင်းငင်ပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာလည်းအမျိုးသမီးကသူမရဲ့ကြက်ဥကိုသူ့ကိုပေးလိုက်ပါတယ်။အမျိုးသားဟာမယုံနိုင်အောင်ဖြစ်သွားပြီးသူမကအတီးပြုတ်ပေးပါမှလက်နှစ်ဖက်နဲ့တေတေချာချာလှမ်းယူခဲ့ပါတယ်။ထွက်ခွာသွားတဲ့သူမရဲ့ကြောပင်ကိုကြည့်ရင်အဲ့ဒီအမျိုးသားဟာသူမကိုတသက်လုံးကာကွယ်ပေးပါမယ်လို့စိတ်ထဲကနေကြိမ်ဆိုလိုက်ပါတော့တယ်။တနေ့မှာတော့အမျိုးသားဟာအဲ့ဒီအမျိုးသမီးရဲ့ပွဲတစ်ခုကိုတွားခဲ့ပါတယ်။သူမကပရိသတ်တွေကိုနှုတ်ဆက်နေပြီမဲ့သူမပျော်ပုံမရတာကိုသူတတိထားမိပြီးဘာကြောင့်ဝမ်းနေနေလဲဆိုတာသူနားမလည်နိုင်ဖြစ်နေပါတယ်။သူ့အလဲလောက်တဲ့အခါမှာတော့သူကအရန်ကိုစိတ်လှုပ်ရှားနေပြီးသူကိုမှတ်မိလားလို့မေးရင်အိတ်ကက်ထဲကကြက်ဥကိုထုပြလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကအဲ့ဒီအကြောင်းကိုလုံးဝမမှတ်မိတော့ပဲသူကိုပေးတဲ့လက်ဆောင်လို့ထင်ပြီးလမ်းယူဖို့လုပ်ပါတယ်။အမျိုးသားကစိတ်ပြတ်သွားပြီးကြက်ဥကိုပြန်ထင်းလိုက်ပေမဲ့နောက်ဆုံးမှာတော့သူမအတွက်စိုးရင်စိတ်နဲ့ပဲအားပေးစကားပြောခဲ့ပါတယ်။သူမကတော့သူမရဲ့ခံစားချက်တွေကိုဖုံးကွယ်ထားနိုင်တယ်လို့ထင်ခဲ့ပေမဲ့အဲ့ဒီအမျိုးသားကဘလို့တီးသွားလဲဆိုတာကိုအံ့ဩနေပါတယ်။အဲ့ဒီနောက်ဝန်ထမ်းတွေကတွိုက်သွန်းတာကြောင့်အမျိုးသားကအရင်ထွက်ခွာသွားခဲ့ရပါတယ်။ပွဲပြီးလမ်းမပေါ်မှာအမျိုးသမီးဟာပရိသတ်တွေဝိုင်းထားတာကြောင့်ထွက်မရဖြစ်နေတော့အဲ့ဒီအမျိုးသားကအချိန်မီရောက်လာပြီးကယ်ထုတ်သွားခဲ့ပါတယ်။သူတို့ထွက်သွားဖို့ပြင်နေတော့မှနောက်ထပ်ပရိသတ်တအုပ်ထပ်ရောက်လာပြန်ပါတယ်။အမျိုးသမီးကြောက်လန့်နေတာကိုတီးတဲ့အတွက်အမျိုးသားကသူမရှိကနေမရက်ပြီးကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာပျောက်ဆုံးနေတဲ့နှွေးထွေးမှုနဲ့လုံခြုံမှုမျိုးကိုခံစားလိုက်ရပါတယ်။နောက်ပိုင်းမှာတော့အမျိုးသားကရုပ်ရှင်ရုံကိုရုပ်ရှင်သွားကြည့်ပါတယ်။ရုပ်တရက်သူ့နောက်ကနေရှိုက်ကြီးတဲ့ငင်မိုးတန်းတစ်ခုကြားလိုက်ရတဲ့အတွက်သူတော်လေးစိတ်နှောက်ယှက်ဖြစ်သွားပါတယ်။သူဒေါသထွက်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့နှစ်ယောက်ဟာရုပ်ရှင်ရုံထဲမှာမထင်မှတ်ပဲထပ်မံဆုံတွေ့ကြပြန်ပါတယ်